မြေခွေးပြန်တွေနဲ့တေးမင်းတမန်မိချောင်းမြစ်အပူရှိန်38ဒီဂရီစင်တီဂရိတ်နောက်ထပ်1ဒီဂရီ2ဒီဂရီလောက်ထပ်တိုးရုံနဲ့တင်အသက်ပြောက်သွားနိုင်တဲ့အပူလိုင်းဆိုးကြီးအောက်မှာတရဝါပေါင်း3သိန်းကျော်ကအသက်ရှင်ဖို့အတွက်ကမ္ဘာအနည်းအရှိဆုံးမြစ်တစ်မြစ်ထဲကိုရုံးစားကြီးခုန်ဆင်းကြရပါတယ်။အဲ့ဒီမြစ်ထဲမှာတော့မြက်တောင်တစ်ခက်အတွင်းသားကောင်ကိုအပိုင်းပိုင်းပြတ်သွားစေနိုင်တဲ့ကုန်းနေရည်နဲ့မုတ်ဆိုးကြီးတွေကပါဇက်ဟပြီးတော့စောင့်ကြည့်နေရပါဒီနေ့ကျမတို့ရဲ့ GNC Entertainment ကနေတင်ဆက်ပေးသွားမှာကတော့ဩစတြေးလျတောနက်ထဲကရိုပါမြစ်မှာဖြစ်ပွားခဲ့တဲ့အပူဒဏ်နဲ့တေးမင်းတမန်မိချောင်းတွေကြားကမြေခွေးပြန်လို့ခေါ်တဲ့လင်းနိုနီတွေရဲ့ရေမျက်နှာပြင်ထက်ကအသက်လူဝဲအကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ဒီဇလန်လေးကဘလောက်တောင်အသေးရစရာကောင်းလိုက်တလဲဆိုတာစက်ကြည့်လိုက်ကြပါစို့ရှင်။နေအောင်ကြီးကိုမုန်းတီးတဲ့ဒုက္ခတွေများဒီတိုးထဲမှာမြေအောက်ဆန်းရည်တွေကနေစီးဆင်းလာပြီးတော့တစ်နှစ်ပတ်လုံးရေမခမ်း6ပဲရှင်တန်ရ OAC ဖြစ်နေတဲ့မြစ်ကတော့ဩစတြေးလျနိုင်ငံရဲ့ကမ္ဘာကျော်ရူပါမြစ်ပဲဖြစ်ပါတယ်ရှင်။ဒီမြစ်ကမ်းဘေးကတစ်ပင်ဒီပေါ်မှာတော့နေအောင်ကြီးကိုအလွန်အမင်းမုန်းတီးလာတဲ့နိုးတိုက်တရဝအသေးစားလေးတွေခိုလုံနေကြပါတယ်။သူတို့ကတော့မြေခွေးပြန်လို့ခေါ်ကြတဲ့လင်းတို့နီလေးတွေပါပဲရှင်။38ဒီဂရီစင်တီဂရိတ်ရဲ့အသက်အန္တရာယ်ချင်းချောင်းမှုဒီလင်းတို့အုပ်ကြီးဟာမိုးရာသီရောက်လာမယ့်အချိန်ကိုအသေးအတန်မျောလင့်ဆောင်စားနေကြတာပါ။ဒါပေမဲ့လက်ရှိမှာတော့ပတ်ဝန်းကျင်အပူချိန်က38ဒီဂရီစင်တီဂရိတ်ထိမြင့်တက်နေပြီးတော့နောက်ထပ်အပူချိန်အနည်းငယ်လေးထပ်တိုးရုံနဲ့တင်သူတို့အားလုံးခန္ဓာကိုယ်တွေကအရည်ဓာတ်တွေခန်းချောက်ပြီးတော့အဆုလိုက်အပြုံလိုက်တည်ဆုံးသွားနိုင်ပါတယ်။နောက်ပြီးတော့ရေဓာတ်ခန်းချောက်မှုတန်းကိုပြင်းပြင်းထန်ထန်ခံစားနေရလို့တစ်ပင်ရိပ်ကောင်းကောင်းရဖို့အတွက်အချင်းချင်းဖြစ်တဲ့ရံပွဲတွေကလည်းတောက်လျှောက်ဖြစ်ပွားနေကြတာပါ။ကမ္ဘာအနည်းအရှိဆုံးရေစင်းတောက်ချင်းပြူဟောင်းလက်ရှိမှာတော့ရေဓာတ်ခန်းချောက်ပြီးတော့တီလူမျိုးပါဖြစ်နေတဲ့လင်းတို့ကောင်ကြီး3သိန်းကျော်ကရေကိုစားလောင်နေကြပါပြီ။သူတို့ကိုကဲတင်နိုင်မဲ့တခုတည်းတော့အရာကတော့ဒီရိုဘာမြစ်ကြီးကလွယ်ပြီးတခြားမရှိပါဘူး။လင်းတို့တွေဟာရေထဲကိုတိုက်ရိုက်ဆင်းမတောက်နိုင်တာကြောင့်မြစ်ရေပြင်ပေါ်ကိုလေဟုန်စီးထိုးဆင်းပြီးတော့သူတို့ရဲ့ရင်ဘတ်မွေးတွေကိုမြင့်ရည်တွေနဲ့ဆိုးဆွအောင်ပြုလုပ်ကြရပါတယ်။ဒီမှာတစ်ပင်ပေါ်ပြန်တက်ပြီးတော့အဲ့ဒီရင်ဘတ်ကရေစက်လေးတွေကိုပြန်ရရင်းနဲ့ရေဓာတ်ဖြည့်တင်းကြတာပါ။ဒါပေမဲ့ဒါဟာသူတို့ဘဝမှာအန္တရာယ်အရှိဆုံးအလုပ်တစ်ခုဖြစ်လာပါတယ်။ဩစတြေးလျရေချိုမိချောင်းတွေနဲ့စက္ကန့်ပိုင်းအသက်လူပွဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြစ်ထဲမှာဩစတြေးလျရေချိုမိချောင်းတွေကစောင့်ကြိုနေလို့ပါ။နေရာတည်းရဲ့ပူပြင်းတဲ့အပူရှင်ကြောင့်ဒီမိချောင်းကြီးတွေကသူတို့ရဲ့သွေးပူလာပြီးတော့အမဲလိုက်ဖို့အတွက်အဆင်သင့်ဆုံးနဲ့အနိုးကြားဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။မိချောင်းကြီးရဲ့မေယိုကမြက်တောင်တက်ခက်အတွင်းပြုံးစားကြီးပိတ်ညက်နိုင်စွမ်းရှိရာကြောင့်လင်းတို့လေးတွေရဲ့တုံ့ပြန်မှုနှုန်းကမိချောင်းတွေထက်ပုံမမြန်ဆန်နေမှပဲအသက်ရှင်နိုင်မှာဖြစ်ပါတယ်။မိုးမရွာမချင်းရင်ဆိုင်ရမယ့်တေမင်းတကားဝဘလိုပဲဖြစ်ဖြစ်အပူဒဏ်ကိုမခံနိုင်တော့တဲ့လင်းတို့လေးတွေဟာမိချောင်းတွေမရှိနိုင်မဲ့နေရာကွက်လက်ကိုတေချာရွေးချယ်ပြီးတော့အသက်နယ်လေးကမြည်ရည်ပြင်ပေါ်ကိုအလဲကျထိုးဆင်းကြရပါတယ်။ကံကောင်းလို့မိချောင်းပါဇက်တွေကလွတ်မြောက်သွားတဲ့လင်းတို့တွေကတော့တစ်ပင်ပေါ်မှာအသက်ဆက်ခွင့်ရကြမှာဖြစ်ပြီးကန်ဆိုးပြီးတော့လင်းတို့တွေကတော့မိချောင်းတွေရဲ့ပါဇက်ထဲမှာပဲညီကုန်းချုပ်လိုက်ရမှာပါ။ပြီးတော့ဒီလိုအသက်အန္တရာယ်များလာတဲ့ရေစင်းတောက်ခြင်းအလုပ်ကိုမိုးရာသီစတင်ပြီးမိုးသေးထန်မရွာတော့မချင်းနေတိုင်းထက်ခါတလဲလဲစွန့်စားလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်။သူတို့အားလုံးကတော့မိုးနဲ့မင်းကြီးမြင်မြန်ရွာချပေးဖို့ကိုပဲစွတောင်းရင်းနဲ့တေမင်းတမန်မြစ်ကြီးထဲမှာနေ့စဉ်စိန်ခေါ်နေကြရပါတော့တယ်။ကဲအခုဆိုရင်တော့အသက်ရှင်သန်မှုအတွက်38ဒီဂရီအပူလိုင်းအောက်မှာမိချောင်းတွေနဲ့အသက်လူပြီးတော့ရေစင်းတောက်ရတဲ့လင်းတို့နီလေးတွေရဲ့အသေးရစရာသဘာဝအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တို့ရောမိချောင်းပါဇက်တွေကနေတီတီလေးလွတ်အောင်ပြန်တန်းခဲ့ရတဲ့လင်းတို့လေးတွေရဲ့ဘဝကိုဘယ်လိုမြင်လဲရှင်။ comment မှာရေးခဲ့ပါဦးနော်။ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like လုပ်ဖို့နဲ့အကြောင်းအရာအသစ်တွေကိုမလွတ်ရအောင် subscribe ခလုပ်လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ရှင်။နောက်ပြီးတော့ကျမတို့ရဲ့ channel ကိုအမြဲအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။အခုဆိုရင် GNC Entertainment မှာပရိသတ်တွေနဲ့ပုံမနီးကပ်ပြီးတော့အပြန်အလှန်ချိတ်ဆက်လို့ရအောင်စာရင်းသွင်းလို့ရတဲ့ channel membership အစီအစဉ်လေးစတင်လိုက်ပါပြီ။ပရိသတ်တို့အနေနဲ့တစ်လကို coffee တစ်ခွက်ဖိုးလောက်နဲ့တင် GNC Entertainment ကိုတိုက်ရိုက်ပံ့ပိုးပေးလို့ရသွားမှာပါ။မန်ပါဝင်ထားတဲ့သူတွေအတွက်အလုံးရှုပ်စရာမလိုပဲတိုက်ရိုက်ရမယ့်အခွင့်အရေးတွေကတော့ဗီဒီယိုအသစ်တင်တိုင်းသူများတွေမမြင်ရခင်အရင်ဆုံးစောကြည့်ခွင့်ရမယ်။ကိုကြည့်ကျင်တဲ့တရိတ်ဆန်နဲ့ထူးထူးဆန်းဆန်းအပင်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအဖွဲ့ဝင်တည်တံ့ post အောက်မှာတောင်းဆိုခွင့်ရမယ်။
ကျမတို့ဖွဲ့ကအဲ့ဒီတောင်းဆိုမှုတွေကိုဖတ်ပြီးတော့ဦးစားပေးဖြည့်ဆည်းပြီးတော့မှာပါပြီးတော့ comment တွေမှာတီးတန့် badge နဲ့ emoji တွေကိုသုံးနိုင်မယ်GNC Entertainment ရဲ့အမာခံပရိသတ်တဦးအနေနဲ့ဒါရဲ့ support ပေးခြင်းနဲ့ကိုကြည့်ကျင်တာတွေကိုတောင်းဆိုခြင်းနဲ့ဆိုရင်တော့ comment က link မှာအခုပဲ join ခလုတ်ကိုနှိပ်ပြီးအဖွဲ့ဝင်ထားလိုက်တော့နော်စောင့်မျှော်ကြည့်ရှုပေးရတဲ့အတွက်လူတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်